တစောင်းတိုင်းလာပြေးညမှာတွေ့ခဲ့ရတဲ့တရေဒီအကြောင်းအရာကိုအကောက်ပန်ရှင်အမထက်တက်ဝေကပြေးပို့ထားတာပါညီမနာမည်ကထက်တက်ဝေပါကရင်ပြည်နယ်ကပါ2018လောက်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်လို့ပါအဲ့တုန်းကတစောင်းတိုင်းညညီမက10တန်းတက်နေတာအိမ်သားကအမားတွေဘော်တွေနဲ့ဘုန်းကြီးကျောင်းကိုသွားခဲ့ကြတယ်ဘုန်းကြီးကျောင်းမှာရှိတဲ့ဇေဒီငယ်လေးမှာပဋ္ဌာန်းတွေရွတ်ခဲ့ကြတာပေါ့ညီမကအဲ့တုန်းက16နှစ်ပဲရှိသေးတာလာပြေးညဆိုတော့နေရာတိုင်းကရှင်းလင်းပြီးကောင်းကောင်းမြင်နေရတယ်ပဋ္ဌာန်းယူပြီးတော့မပြန်သေးပဲနဲ့ဖះနားမှာပဲစကားတွေပြောပြီးထိုင်နေကြတယ်အဲ့ဒီချိန်မှာအမတယောက်ကမုတ်သွားဝယ်မယ်ပြီးရင်ဖះနိုင်နေလဲထပ်ဝယ်လာမယ်ဖះကိုပြန်လာပြီးတော့ညနေမှပြန်ကြမယ်ဆိုပြီးပြောတယ်အဲ့ဒါနဲ့ညီမလည်းအတူတူသွားမယ်ဆိုပြီးတော့အိမ်ပြန်ပြီးပတ်စံယူခဲ့တယ်အဲ့ဒီတော့ဟာညီမတို့ရွာလဲလန်းကိုမြေပြန်ဖြည့်ပြီးလမ်းလှုပ်ထားတာမကြသေးတဲ့မြေနီလန်းပေါ့ရွာမှာရှိတဲ့ခြံတွေကလည်းကျဲကြတော့တိမ်နဲ့တိမ်ကတော်တော်လေးလှမ်းနေဒီလိုနဲ့ညီမတို့လည်းလမ်းလျှောက်လာရင်းနဲ့ရုတ်တရက်အနောက်ကနေလူတယောက်ဝါကနေဆိုပြီးပေါ်လာရောအစာတဲကလမ်းမကြီးကလာရောင်ထင်းထင်းနဲ့ညီမတို့2ယောက်ပဲရှိတာသေချာပြီးသားအနောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီလူရဲ့အရက်ကလူတယောက်မှရှိတဲ့ရက်ထက်ပိုမြင့်နေတာမောကြီးရတော့တဲ့အထိမြင့်တာဆိုတော့ညီမတို့2ယောက်လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မတိုင်ပင်ပင်ပြေးခဲ့ကြတာပေါ့တချံကြော်စာလောက်ပြေးပြီးမှနောက်ပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီလူကအဲ့ဒီနေရာမှာကြက်ပြောက်ငှက်ပြောက်နဲ့ပျောက်သွားတာအဲ့ဒါနဲ့စိတ်ထင်တာနေမှာပါဆိုပြီးတော့ဘုန်းကြီးကျောင်းကိုပဲပြန်လာခဲ့လိုက်တယ်ပြန်သွားတဲ့လမ်းမှာတဲ့အဲ့ဒီလူနဲ့ထပ်ဆုံပြန်ရောဘုန်းကြီးကျောင်းသားကတရေပင်ကြီးရဲ့အောက်မှာပထမကသူကထိုင်နေတာထိုင်ရာကနေထလာလိုက်တော့ခုနကတွေးခဲ့တဲ့လူလိုပဲအရက်ကအမြင့်ကြီးအဲ့ဒါနဲ့စိတ်ထင်တာမဟုတ်ဘူးဆိုပြီးတေချာကြည့်တော့မှမျက်နှာမှာနှာခေါင်းနဲ့ပါးစပ်မျက်လုံးမပါဘဲနဲ့ပြောင်ချောကြီးရှင်းနေတာအဲ့ဒါနဲ့ပဲညီမတို့လည်းဘုန်းကြီးကျောင်းမှာတညာလုံးနေပြီးမနက်မိုးလင်းမှပဲအိမ်ပြန်လာကြတော့တယ်အဲ့ဒီနောက်ပိုင်းအဖော်အများကြီးမပါရင်ညဘက်အပြင်မထွက်ရဲတော့တဲ့အထိပဲအခုလိုကိုယ်တိုင်ကြုံတွေ့ရတဲ့အကြောင်းအရာလေးကိုပြောပြပေးတဲ့မတ်ထက်ဝေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါမယ်ကျွန်တော်ရဲ့အကောင့်လေးကိုလည်း follow လေးလုပ်သွားပေးကြပါဦး